စိတ်ကြတာနှစ်ကြိမ်ဘာလို့ချရတာလဲရှင်းပြပါရိုးတသားပြောရရင်တော့မသိဘူးဗျအဆိုတွေတော့မျိုးမျိုးရှိတယ်ပညာရှင်တွေကတော့မျိုးမျိုးပြောပြတယ်ဗျာဒါပေမဲ့အားလုံးကအဆိုတွေအားလုံးကပြန်ကြည့်လိုက်ရင်ကုရ်အာန်ကိုအခြေခံတာလည်းမဟုတ်ဘူးဟာဒီသ်ကိုအခြေခံတာလည်းမဟုတ်ဘာကြောင့်စိတ်ကြတာနှစ်ကြိမ်ချရတာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ကုရ်အာန်ကလည်းတိလည်းမပြောသလိုဟာဒီသ်တော်မှာလည်းကျွန်တော်မတွေ့အဲ့တော့ပြောရင်လည်းရန်တမ်းပြီးတော့ဖြစ်နိုင်တဲ့ဟာတခုပြောရပဲရောက်ပါဗျာအဆိုတွေကတော့မျိုးမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်သိတာကတော့ iqtida'an bin nabi တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရဲ့နောက်လိုက်တဲ့အနေနဲ့တမန်တော်လုပ်ခဲ့တယ်လို့ကျွန်တော်တို့လုပ်တာပဲအီဘာဒတ်ဆိုတာတောကီဖီယာဖြစ်တယ်အီဘာဒတ်ဆိုတာဘယ်လိုသတ်မှတ်လဲသတ်မှတ်တဲ့အတိုင်းကျွန်တော်တို့ကနားလေဒီဖြစ်စီနားမလဲဒီဖြစ်စီသူ့ရဲ့အဓိကရည်ရွယ်ချက်ပြည့်မြောက်ဖို့ပဲလိုအပ်တယ်စိတ်ဓာတ်ဆိုတာကဗျာဒူအာလုပ်တဲ့နေရာأقرب ما يكون العبد من ربه وهو ساجد فأكثر الدعاء ဆိုပြီးတော့မွတ်စလင်ကျမ်းထဲမှာလာတယ်လူတစ်ယောက်ကဘန္တာတစ်ယောက်ကျွန်တစ်ယောက်ကသူ့တခင်နဲ့အနီးဆုံးအခြေအနေဟာစကြဒါရဲ့အခြေအနေဖြစ်တယ်ဒါကြောင့်စကြဒါမှာဒူအာများများလုပ်တယ်အဲ့တော့တမန်တော်မြတ်စီကနေလာတဲ့ဒူအာမှာဆိုတာတွေလည်းအများကြီးရှိတယ်ဖရက်နမတ်ဖြစ်စီနဖီလ်နမတ်ဖြစ်စီစကြဒါမှာခင်ဗျားတောင်းတဲ့ဒူအာကအထီးရောက်အလ္လာဟ်ရှင်မြတ်နဲ့အနီးဆုံးပဲခင်ဗျားအယူကျိုးဆုံးအချိန်များခင်ဗျားရဲ့အထွတ်မြတ်ဆုံးဆိုတဲ့နဖူးကိုလူတွေနင်းနေတဲ့မြေကြီးပေါ်မှာခင်ဗျားချပြီးမိမိအရှင်သခင်ထားမှာတောင်းနေတဲ့အချိန်နေအဲ့တော့ဒါကတော့သူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့မက်ဆူသူ့ရဲ့ဟစ်မတ်ဘာကြောင့်လဲဆိုတာကတော့မသိဘူးဗျ